လုံးမမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျဒီနေ့မှာတော့အိမ်နင်းချင်းတွေဒုက္ခပေးလို့ဆရာကြီးကုညီပေးပါအောင်ဆိုပြီးလာပြီးမေးတာမြင်တဲ့မိတ်ဆွေများတွေမြောက်ပေးမှာဖြစ်ပါတယ်အိမ်နင်းချင်းဆိုင်နင်းကြီးနဲ့အိမ်ခေါင်းရံအိမ်နေချင်းရံအိမ်နေစဖြစ်ပေါ်တော့အိမ်နင်းချင်းနဲ့မျိုးမျိုးတွေဒုက္ခပေးနေတယ်ဒါဆိုရင်ဒီကြီးတွေကလုံးလို့ရပါပြီအဲ့တော့ဒီတိုင်းလုံးမဲ့ဆိုရင်တေချာမှတစ်ခုတော့ရှိတယ်သူတို့ကတကယ်ပဲကိုယ်ဒုက္ခတွေပေးနေတယ်ကိုကတကယ်ကိုသူတို့ကြောင့်စိတ်တွေညစ်နေရတယ်ကိုကမှန်နေတော့လဲကိုကကောင်းနေတော့လဲသူကတစ်ဖက်သက်ကြီးစိတ်နှောက်ယှက်တွေပေးနေဒုက္ခတွေပေးနေဆိုမှဒီကြတရားဆွမ်းမှဖြစ်ပါတယ်အဲ့တော့ကိုကလည်းသူများကိုသွားပြီးတော့ပြဿနာရှာသေးတယ်ကိုကလည်းလုံမယ်ဆိုလို့ရှိရင်တော့ဆွမ်းမှမဟုတ်ပေါ့ဗျာဒါလေးလို့သိဖို့လိုပါတယ်ဟုတ်ပြီဒါဆိုရင်ဘေးအိမ်ချေအိမ်ခေါင်းရင်စပြည့်သူတို့ကပြဿနာလေးလာရှာလို့သူတို့ကြောင့်စိတ်တွေညစ်ရတာများပြီဆိုတဲ့မိတ်ဆွေများတေချာပြီဆိုရင်ဒီကြတရားအစီအလေးကိုလုံလို့ရပါပြီအဲ့တော့လုံးမလေးကလည်းအရန်လွယ်တယ်အဲ့တော့ကျွန်တော်လုံးမယ်ဆိုလို့ရှိရင်တော့လုံးပုံလုံးနီးက2မျိုးရှိပါတယ်ဒီမှာလုံးပုံလုံးနီးက2မျိုးရှိတယ်တစ်မျိုးကကောင်းတယ်တစ်မျိုးကတော့တော်တော်ဆိုးတယ်ပေါ့နော်အဲ့တော့မိတ်ဆွေများတော့ကိုနဲ့ချင်းပြီးတော့အဆင်ပြေတော့လုပ်လို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ကောင်းတာလေးအရင်ပြောမယ်ကောင်းတာလေးရင်ပြောမယ်ဆိုရင်သူ့ဓာတ်ပုံရှိရင်သူ့ဓာတ်ပုံ3သူ့ဓာတ်ပုံမရှိလဲကိစ္စမရှိဘူးစာရွက်အဖြူဖြောင်းတရွက်ဝယ်မယ်မြင်းချောင်းပါလို့မရဘူးနော်စာရွက်အဖြူဖြောင်းတရွက်ပေါ်မှာနာမည်ရဲ့သူ့နာမည်သူ့နှစ်နန်းသူ့အသက်သိနဲ့အသက်ရေးမသိနဲ့မရေးပါနဲ့ဥပမာဆိုကြပါစို့ကြော်ကြီးတနင်္လာသားအသက်25နှစ်ငါ့စိတ်ဒုက္ခပေးနေတယ်ရပ်ပါစီအဲ့လိုမျိုးလေးရေးမယ်ဥမာဖြစ်လဲမောင်ဖြူကြာသာပရိသာအသက်25နှစ်ငါ့စိတ်နှောက်ယှက်ဖြစ်နေရလေရက်သွားပါစီမနီဖြစ်လဲမနီစနေသမီးငါ့စိတ်နှုတ်ကဖြစ်နေစိတ်ဒုက္ခပေးနေလေရက်သွားပါစီအဲ့လိုမျိုးလေးရေးလိုက်မယ်ဗျရေးပြီးပြီဆိုတာနဲ့ဘယ်မှာထားမလဲဆိုတော့ကျွန်တော်တို့အိမ်ဒီမှာဖះတောက်တော်ကြီးတွေသုံးတော်ကြီးတောက်တော်ကြီးတွေဆုံးနေကတ်ကြတယ်အဲသုံးတော်တောက်တော်ကြီးတွေကတ်တဲ့အဲကျွန်တော်တို့ရေခွက်အောက်မှာထားပေးရမှာဖြစ်ပါတယ်အဲဒီစာရွက်လေးကိုတောက်တော်သုံးတော်တွေကတ်တဲ့ရေခွက်အောက်မှာထားမယ်တချို့ကလည်းကျွန်တော်တို့ဖះဆင်းတူတော်တွေရှိတယ်အဲဖះဆင်းတူတော်အောက်လေးကိုအသားလေးထိုးထည့်ထားတယ်တချို့ကလည်းဟိုဒီအိမ်မှာဖះပုံလို့ရှိရင်ဖះပုံလို့အောက်လေးအသားလေးထိုးထည့်ထားတယ်အဲ့ဒါမိတ်ဆွေများကြိုက်တဲ့နေရာထားပါတချို့ကလည်းကျွန်တော်တို့ဒီဖျားစင်းတို့တော့အောက်ကိုထားလို့ကျွန်တော်အများဆုံးပြောလို့ရှိတယ်ဒါပေမဲ့လည်းကျွန်တော်စမ်းကြည့်တာတောက်ရတော့ခွက်အောက်တွေတို့အဲ့တော့ပုံတော်အောက်တွေတို့အဲ့အောက်တွေမှာထားလို့ရှိရင်လည်းပိုအဆင်ပြေတယ်ရတယ်ပေါ့နော်ဗျာပြထားလို့ရပါတယ်ဒါနံပါတ်1နီလန်ဒီဟာကြတော့အဲ့လူကတစ်ဖက်ကဖျားတရားလေးလှုပ်တယ်ခါကြလို့ရှိရင်လူတွေကဖျားတရားတာလှုပ်တာဒီဖျားတက်လောက်တာတစ်ပိုင်းတိုးသုံးကြတာတစ်ပိုင်းအဲ့လိုမျိုးလေးဖြစ်နေတတ်တယ်အဲ့လိုလူမျိုးလေးဆိုလို့ရှိရင်တော့အခုကျွန်တော်ပြောတဲ့နီးတိုင်းလုံးမယ်နောက်ထပ်နီလန်နှစ်ကတော့အဲ့လူကဖျားတက်လည်းမလုံးမွေးရန်ကားနေတာတောက်စားနေတာဆိုးတယ်ဆိုပါတော့ဆိုပြီးကတိတ်မကြအိမ်ထဲကိုပြက်နှံလိုက်ရှာတယ်တော့မဟုတ်အိမ်ကောင်းရဲနေပြက်နှံလိုက်ရှာတယ်ချင်းရဲနေပြက်နှံလိုက်ရှာတယ်ဆိုင်ပြင်းနေပြက်နှံလေးရှာတယ်အဲ့လိုလူမျိုးတွေကြုံနေရမယ်ဆိုရင်ခုနလိုပဲသူ့ရဲ့ဓာတ်ပုံရှိရင်သူ့ဓာတ်ပုံသုံးမယ်သူ့ဓာတ်ပုံမရှိပြဆိုလို့ရှိရင်ခုနလိုပဲစာရွက်ဖြူပြောင်းလေးတွေ့ပေါ်မှာအဲ့တော့သူ့မျက်နှာကိုအာရုံပြုပြီးတော့ရေးမယ်ဟိုမှာမောင်ဖြူပြလည်းမောင်ဖြူပေါ့မောင်ဖြူကြတာပရိသတ်အသက်25နှစ်နော်စိတ်ဒုက္ခပေးနေလေရက်ပါစေစိတ်ဒုက္ခပြီးတယ်လေရက်သွားပါစေဆိုပြီးတော့အဲ့လိုမျိုးလေးရေးမယ်အဲ့တော့အောက်ကတော့ကိုယ့်ကိုအဆင်ပြေလို့ရေးပေါ့နော်ကိုယ့်ကိုဥမာဆိုကြပါစို့သူကဒီကိုယ့်အိမ်မဲ့လာပြီးပြတ်နိုင်လာရှာနေဆိုလို့ရှိရင်ဒီအိမ်ဟိုသူ့အိမ်ထဲကိုလုံးဝမလာပါစေနဲ့ဒီနေ့လေဝေးကိုသွားပါစေအဲစပြီးကြိုက်စာရေးပေါ့နော်အဲ့လိုလေးရေးမယ်ရေးဆိုတော့ तू ကြတော့ဘနာထားမလဲဆိုတော့ तू ကြတော့ဆိုးတယ်ဖျက်တယ်လည်းမလုပ်ဘူးအသက်မွေးရန်ကားနေရဆိုလို့ရှိရင်တော့သူ့ကိုဖက်နှက်တွေထားတဲ့အောက်မှာထားမယ်။ဟိုကျွန်တော်ဖက်နှက်စင်အောက်တို့ကျွန်တော်ခြေတုပ်ခုံအောက်တို့မှာထားမယ်။အထူးသဖြင့်ခြေတုပ်ခုံမှာထားလို့ရှိရင်ပူပြီးတော့ဆိုးတယ်။ပူပြီးဆိုးနေပေါ့နော်။အဲ့တော့ဒါတော့ကျွန်တော်တော့ဖျက်တယ်လည်းမလုပ်ဘူး။မွေးတောက်စားနေလို့ဆိုးတဲ့လူဆိုရင်ခြေတုပ်ခုံတို့ဖက်နှက်စင်အောက်တို့မှာထားမယ်။ကောင်းတဲ့လူတွေကြတော့ဥမာတော့ကောင်းတယ်ဖျက်တယ်လေးလုပ်တယ်စိတ်ထားတော့ကောင်းပါရဲ့ဒါမဲ့ကျွန်တော်တို့ပုံမှာတော့မျက်နှာပြတ်နိုင်ရှာပြီးရင်လုံးနေတယ်အဲ့တော့မကောင်းဆိုလို့ရှိရင်ကိုယ့်ဘောမကောင်းဆိုလို့ရှိရင်တော့ခုနပြောလို့ပဲဖះစင်မော်တွေတင်ဖះစင်းတို့အောက်တွေဖះစင်းတို့အောက်တွေထားမယ်တောက်တော့သုံးတော့ဆုံးနေကတ်တဲ့အောက်တွေပကံတွေအောက်တွေမှာထားမယ်အဲ့ဒါလေးကိုလည်းအားလုံးကိုနံပါတ်တိထားမယ်နံပါတ်တွင်းမှာထူခြားပြောင်းလဲသွားတာကိုတွေ့မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်သူလဲအစင်ပြေကိုလဲအစင်ပြေပေါ့နော်သူလဲသူတခြားနေရာသူတခြားလူပြန်လာသွားရှာလိမ့်မယ်တခြားအိမ်ကိုပြန်လာရှာလိုက်တော့မတော့ကိုယ်ပြန်လာလာမရှာတော့ဘူးဒါလေးပဲဒါလေးကအရန်လွယ်ပါလေဗျာနော်ဒါလေးကိုမစင်မောလာပြီးမြပေးတယ်ပါဗျာနောက်ထပ်နုနီလန်းလေးကတော့အရန်ကျန်းတဲ့နီလန်းလေးတွေတော့ရှိတယ်ဒါမဲ့တစ်ဖက်သားကိုထိခိုက်စီလို့တဲ့အကြောင်းအရာတွေများတဲ့ကြောင့်မို့ကျွန်တော်များမပေးတော့ပါဘူးဒီဟာလေးကတော့သူလည်းမထိခိုက်ပါဘူးကိုလည်းစောလာဆင်ပြေတဲ့ပေါ့ပပဲသူလည်းမထိခိုက်ကိုလည်းမထိခိုက်ကိုလည်းစိတ်ချမ်းသာရဖြစ်တယ်သူလည်းတော့တခြားနေရာကိုတခြားအိမ်ကိုပြန်လာသွားရှာလိုက်မယ်ဒါလေးပဲဗျတဘောတော့ကိုယ်လာပြစ်တဲ့များတခြားနေရာကိုလှည့်ပလိုက်တဲ့သဘောပဲ
အားလုံးပဲစင်မိကြပါသည်ဗျာစင်မိပြေတာမြောက်လည်းမေးကြလို့ရပါတယ်ဗျအဲ့တော့ကျွန်တော်မိတ်ဆွေများတဲ့ comment ကိုလည်းကျွန်တော်အမြဲတမ်းဖတ်လို့ရှိပါတယ်အမြဲတမ်းကျွန်တော် reply ပြန်ပါတယ်နော်အဲ့တော့မိတ်ဆွေများစင်မိလည်း line square နေပြီးအားပေးကြလို့ရပါတယ်ဗျာအားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာလေးရှိကြပါသည်ဗျာ